မင်္ဂလာပါအရေးကြီးလို့เนาะကျွန်တော်ဒီဗီဒီယိုလေးကိုခဏနားထောင်သွားလိုက်ဟိုင်းရောက်ရွှေမြန်မာများအတွက်ပေါ့ဟိုင်းရောက်ရွှေမြန်မာတွေအခုဒီ2လပိုင်းကနေပြီးတော့မှစပြီးတော့အရှိမ3လပိုင်း4လပိုင်းနောက်ပိုင်းတွေကိုကျွန်တော်တို့မြန်မာပြည်ကိုယောက်ျားလေးတွေမဆင်းပါနဲ့ကျွန်တော်အဲ့ဒါပဲပြောမယ်เนาะစကားတွေကတိတ်ချက်ကားပြီးပြောရင်တိတ်ဗီဒီယိုပို့လို့လိုက်ပြောရင်လေအာနာပိုင်တွေကကျွန်တော်တို့မျက်စိကြအောင်မယ်เนาะအရေးကြီးတယ်เนาะအဲ့ဒါမှတ်ထားတော့ယောက်ျားလေးတွေလုံးဝဗမာပြည်ကိုမဆင်းနဲ့ဘယ်လောက်ပြောရင်လည်းမကောင်းဘူးဘယ်ကားသမားနဲ့ပဲဖြစ်ဖြစ်ဘယ်ပွဲစားနဲ့ပဲဖြစ်ဖြစ်ဘယ်ကောင်နဲ့ပဲဖြစ်ဖြစ်မလောက်တာဝန်ယူတဲ့ကောင်နဲ့ပဲဖြစ်ဖြစ်မဆင်းနဲ့နော်မဆင်းနဲ့နော်ယောက်ျားလေးတွေမဆင်းနဲ့မိန်းကလေးတွေဆင်းမယ်ဆိုရင်ဆင်းအဝတ်တစ်ထည်ကိုတစ်ခုနဲ့ကို3ဆောင်လောက်ပဲယူပြီးဆင်းရုပ်စွာအစုံအိမ်အတွက်အမေအတွက်ဟိုအားဖြည့်ဟိုငှက်တိုက်ကလေးကြပောင်းရည်လေးလည်းမယူသွားနဲ့နော်အကုန်သိမ့်မယ်နော်အကုန်သိမ့်မယ်နော်ဒီပလင်းလေးတပလင်းရအစပေးမဖြတ်ဘူးနော်ဟိုလွယ်ပြောတဲ့လူတွေရှိတယ်ရတယ်ဆိုတဲ့လူတွေနော်သူတို့တွေကအဲ့ဒါဖုန်းအရှင်းမှာထိုင်ပြီးတော့ဟိုဘန်ကောက်ထဲမှာထိုင်ပြီးတော့လူရဖို့အတွက်ရတယ်ပြောနေတာနော်ကျွန်တော်တို့ကမြေပြင်မှာပြေးနေတာနော်မရဘူးနော်ကျွန်တော်တို့ပြောရင်လည်းမကောင်းဘူးညာဒီလိုအထုပ်တစ်ထုံမပြောနဲ့လမ်းကြီးသိန်းရာချီပေးပြီးဖြတ်နေတဲ့ကားတွေပါအကုန်ဆွဲစီးပြီးတောင်တင်ထားတယ်နော်လုံးဝမကောင်းဆုံးအချိန်ဒီအချိန်ပဲနော်အထူးသတိထားနော်အမေအိမ်ကိုပြန်လာတော့ပြောရှင်ပြန်လာပဲအိမ်မရောက်တဲ့ပြဿနာတွေအများကြီးရှိနေတယ်နော်ဒါတွေကလိုင်းပေါ်မှာလည်းမရောက်ဘူးလူတွေလည်းမသိကြဘူးအစားပြောက်သွားတာတွေအများကြီးပဲနော်အထူးသတိပေးတယ်နော်ယောက်ျားလေးတွေလုံးဝမဆင်းပါနဲ့ဆင်းမယ်ဆိုရင်ကရင်ပြည်နယ်မွန်ပြည်နယ်ဝင်းကျင်မှာနေတဲ့လူတွေဆင်းသူတို့တွေကတော့ဟိုလုံခြုံမှုရှိသေးတယ်ပေါ့နော်ကျွန်တော်တို့ဒီမော်လမြိုင်ကြော်ပြီးညောင်ခါချစ်ကြော်ပြီးဆင်းရမယ့်လူတွေဆိုရင်တော့လုံးဝအစီအစဉ်ဖြတ်လိုက်အကယ်လို့ဘန်ကောက်မှာအလုံးမရှိရင်အမိုက်ကောက်စားလို့မရရင်တောင်းစားမြန်မာပြည်ကိုဆင်းကာလနာတိုင်မယ်မဆင်းနဲ့ချစ်လို့ပြောတာတကယ်ချင်းချစ်လို့ပြောတာအဲ့တော့မဖြစ်မနေပြန်ဖို့ရှိတယ်ဆိုရင်အမျိုးသမီးတွေကိုပေးပြန်ပါအဲ့ဒါလည်းဟိုကို3ဆောင်လောက်ပဲယူပြီးပြန်ဆင်းခိုင်းပါအဲ့ဒါလေးပြောချင်တာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ဒီရာဝတီတိုင်းဘက်တို့ဘာလို့သူတို့မှကန့်တက်ထားတဲ့မြင်းဆောင်တွေရှိတယ်နော်အဲ့ဒါတွေကိုတော့ကျွန်တော်အကုန်လုံးမပြောချင်ဘူးအဲ့ဒါတွေကိုကျွန်တော်အကုန်လုံးမပြောချင်ဘူးเนาะသိချင်တယ်ဆိုရင်လည်းဆက်သွယ်လာဖို့မေးပေါ့နော်နောက်တစ်ခုကျွန်တော်တကယ်ချင်း2ယောက်တကယ်ချင်းတော့မဟုတ်ဘူးเนาะလုံးပေါ်ကိုင်ဘက်တွေဒါလေးကကြုံလို့ထည့်ပြောပြတာပေါ့နော်မဆိုင်တော့ကြော်သွားလိုက်ပေါ့နော်ကားမောင်းပြီးတော့ဘန်ကောက်ကနေဆင်းလာတဲ့တကယ်ချင်း2ယောက်ဒါဘယ်လိုပြောမလဲဆိုတော့လူတွေကလေကားသမားဆိုလို့ရှိရင်လေဟိုအာဝီဆန်းကောင်းနဲ့ပြောတဲ့ကားသမားဆိုရင်အရန်ကြိုက်တယ်တဲ့လားမြေပြင်မှာအလုပ်လုပ်တဲ့ကောင်တွေက line ပေါ်မှာတက်ဖို့အချိန်မရဘူး line ပေါ်မှာတက်နေတဲ့ကောင်တွေကလည်းမြေပြင်မှာအလုပ်လုပ်တဲ့ကောင်တွေမဟုတ်ဘူးခင်ဗျားတို့အဲ့ဒါကောင်းထဲမှာထည့်ထား line ပေါ်မှာတက်နေတဲ့ကောင်တွေကမြေပြင်မှာအလုပ်လုပ်တဲ့ကောင်တွေမဟုတ်ဘူးမြေပြင်မှာအလုပ်လုပ်တဲ့ကောင်တွေကလည်း line ပေါ်မှာအမြဲမတက်နိုင်ဘူးအဲ့ဒါကိုသဘောပေါက်အဲ့တော့ခင်ဗျားတို့လေအိုးတွေရှိကိုသွားမိရင်အချိန်လေးဆိုးသွားလိမ့်မယ်မနေ့ကကျွန်တော်တကယ်ချင်း2ယောက်တကယ်လုတ်ဖို့ကင်ဘက်တွေနော်ဘူးမတိကိုမတိနဲ့သူများသွားနေတယ်ဆိုပြီးတော့ဆင်းလာတယ်ကားရောလူရောခရီးတဲ့တွေရောအကုန်လုံးဆွဲစီးပလိုက်တယ်နော်အဲ့တော့လာတာကအပျော်ခရီးအတွက်မိဘအိမ်ကိုပြန်ဖို့လာတာအဲ့လိုမျိုးလမ်းကြောင်းအခြေအနေတွေကိုနားမလဲပဲနဲ့ဆင်းပြီးတဲ့အခါကျတော့စုံရှုံမှုကအဖက်ဆယ်လို့မရအောင်ဖြစ်ကုန်လိမ့်မယ်နော်ကျေးဇူးရှင်တို့တော်တော်အခြေအနေဆိုးတဲ့အခြေအနေကိုရောက်နေတယ်နော်ထိုင်းနိုင်ငံထဲမှာလည်းအခြေအနေတော်တော်ဆိုးနေတယ်မြန်မာနိုင်ငံထဲမှာလည်းအခြေအနေတော်တော်ဆိုးနေတယ်ခရီးသွားမယ်ဆိုရင်အထောက်ထားမစုံရင်ခရီးလုံးဝမသွားနဲ့ထိုင်းထဲမှာမြန်မာနိုင်ငံထဲမှာအခုချိန်မှာမဖြစ်မနေခရီးသွားမယ်ဆိုရင်အမျိုးသမီးတွေပဲခရီးပေးသွားပါယောက်ျားလေးတွေခရီးပေးမသွားနဲ့အားလုံးကိုကျေးဇူးတင်တယ်ကျွန်တော်အဲ့ဒါလေးပြောပြချင်တာမဟုတ်လို့ရှိရင်ခင်ဗျားတို့မျက်ရည်ဆက်လက်နဲ့အမေအိမ်ပြန်ရောက်မှာမဟုတ်တော့ဘူးเนาะအားလုံးကိုကျေးဇူးတင်တယ်